တို့ကလေအကြောင်းမကောင်းလို့ပဲဒီအစိုးရတွေနဲ့တွေ့ရတာဒီခေတ်နဲ့တွေ့ရတာရမ်းမချနဲ့သေရပဲကြသွားမယ်မှတ်ထားခဲ့တယ်တချို့ကိစ္စဒီကိုမလုပ်ခဲ့ပဲနဲ့စခံရတာရှင်းသမျှအကြောင်းတွေကအတိတ်ကကံကြောင့်မှဆိုရင်ပုပ္ပေကတဟိတုဒိဋ္ဌိရေးတာဘယ်လိုလဲလဲပြောကြည့်စမ်းပုပ္ပေကတဟိတုဒိဋ္ဌိပုပ္ပေရှေ့ကကတပြုတ်မိခဲ့တဲ့ဟိတုအကြောင်းကြောင့်ပဲလို့ရှေ့ကံကြီးပဲပုံချရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်သေရင်ပဲကြမယ်ဗျမှတ်ခဲ့ရမ်းမလုံးနဲ့ပုပ္ပေကတဟိတုဒိဋ္ဌိပုပ္ပေရပါလဲရှေ့ကကတကပြုတ်ရခဲ့တာဟိတုကအကြောင်းအေးလေတို့ကလေအကြောင်းမကောင်းလို့ပဲဒီအစိုးရတွေနဲ့တွေ့ရတာဒီခေတ်နဲ့တွေ့ရတာရမ်းမချနဲ့သေရပဲကြသွားမယ်မှတ်ထားမနေ့ကတရားဟောလိုက်တဲ့ရှင်တပ္ပသည်သူများကိုမိမနဲ့မဆွဆွဲခဲ့ဘူးနော်ဆွဆွဲခဲ့ဘူးရွဲကုန်ဒီဇလန်းမှာဖះလောင်းရွဲကုန်တဲ့ဒေဝရတ်တွေ့တယ်ဖះလောင်းကအဲ့ဒီပုဂ္ဂိုလ်မှာဘာမှမလုပ်ခဲ့ဘူး तू ကဘဝဆက်ဆက်ဖြတ်လို့ရစဖြတ်တာမင်းစိုးထိုက်ပေါ်မှာငါဘာမှအရင်မလုပ်ခဲ့ဘူးမင်းမိမကိုလည်းငါမပြစ်မှားခဲ့ဘူးမင်းကငါ့မျိုးသမီးနဲ့ဆွဆွဲတာငါစခံရတဲ့သူဟုတ်ပြီနော်ရှေ့ကလုပ်ခဲ့လို့မဟုတ်ဘူးတချို့ကိစ္စများတယ်ဟုတ်တယ်အမြဲတမ်းမဟုတ်ဘူးပြောတာဖြစ်သမျှအကြောင်းကရှေ့ကကံကြီးပဲလို့ယူဆလိုက်ရင်ပုပ္ပေကတဟိတုဒိဋ္ဌိဖြစ်တယ်အဲ့ဒီဒိဋ္ဌိတွေပယ်ကြတယ်